လောကလုံးဟာပြောစရာမလိုပဲနဲ့ဒီဖို့ဖြစ်ပြီဒါပေမဲ့စာရမဏဖြုံးသွင်းဆောင်ခြင်းကြောင့်တော်၎င်းအာရမေဝရဲ့ပြမချင်းလာဖြင့်လူတွေကအသက်ရှင်လို့မတော့ဘုရားသခင်ကိုတည်နိုင်တော်မူစာရမဏကလှည့်ဖြားသွားတဲ့အခါမှာမတိနားမလဲနိုင်ဖြစ်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူများလင်းမယုံကြည်သူကဲ့သို့အသက်ရှင်နေမယုံကြည်သူကဲ့သို့နေထိုင်နေကောင်းကင်အရာထာဝရတည်မဲ့ဝိညာဉ်ရေးရတဲ့လောကမှာခဏအသက်ရှင်ဖို့တော့မနိုင်တနိုင်ဖြစ်တဲ့အခါမှာလေအလုအယက်အောင်မြင်ခြင်းကိုရှာပြီးတော့မှအဲ့လိုနဲ့အသက်ရှုံးကြတယ်လေအဲ့ဒါကြီးကိုကျွန်တော်တွေ့မြင်တဲ့အခါမှာဒီတရက်ထဲနဲ့ဆိုရင်အများကြီးပြောလို့မရဘူးဒီနောက်ဆုံးတော့ချင်းကာလဘယ်လိုတည်နိုင်မလဲပေါ့နော်လူကမတည်နိုင်ဘူးအဲ့ဒါကြောင့်မြောက်များစွာလူတွေကပြောမှဆိုမှကိုလည်းကြောက်သလားကြောက်တယ်နော်ပြောတော့မပြောချင်တော့ဘူးလေအဲ့လိုဖြစ်တယ်ဘာကြောင့်လဲပြောတိုင်းမှာမူတာပြောတယ်လို့ဖြစ်တတ်တယ်တကယ်တော့မူတာမဟုတ်ဘူးနော်ဘုရားသခင်ရဲ့နေ့ရက်ကိုကျွန်တော်တို့ကမတည်တည်လို့ဘုရားသခင်ကကျွန်တော်တို့ယုံကြည်သူများကိုလည်းလောကမှာအလုလုစေချင်သေးတယ်မယုံကြည်သူများကိုလည်းပြန်လည်ပြီးတော့ယုံကြည်လာနိုင်ဖို့ရန်ဘုရားကအချိန်ဆောက်နေတာဖြစ်တယ်အဲ့ဒါကြီးမားသောဘုရားသခင်နဲ့ဂရုဏာတော်မေတ္တာတော်အားကဆောင်ဆိုင်နေခြင်းပဲဖြစ်တယ်အဲ့ဒါကြောင့်ဒီနောက်ဆုံးတော့ကာလကိုကျွန်တော်ဒီနေ့မှာလေဒီနေ့မှာပေါ့နော်မိနစ်30-40ဝန်းကျင်လောက်မှာကြည့်ဖို့ရန်ပထမဆုံးပါဖတ်ချင်တယ်လဲဆိုတော့ယောဟန်ပထမစာဆောင်အခန်းကြီး1အငယ်18ထဲမှာချစ်သားတို့ယခုကာလဒီနောက်ဆုံးသောကာလဖြစ်သည်ခရစ်တော်၏ယံသူတည်းဟူသောအန်ဒီခရစ်ပေါ်လာကြောင်းကိုတင်တို့ကြားရသည့်အတိုင်းယခုပင်အန်ဒီခရစ်အများရှိကြ၏ထို့ကြောင့်ယခုကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏လို့ပြောတယ်ဒီကျမ်းစာရေးတော့ငါဆိုရင်အဲဒီ60ဝန်းကျင်ဖြစ်တယ်နော်ခရစ်တော်အတိခံပြီးမှမကြသေးဘူးအဲ့ဒီအချိန်မှာဒီကျမ်းစာကရေးလာတာဖြစ်တယ်အဲ့တော့ငါတပည့်တော်ယေရှုခရစ်နောက်လိုက်တဲ့12ယောက်ထဲကယောဟန်ကိုခရစ်တော်ကပြန်လဲပြီးတော့ဖော်ပြပြီးတော့ဒီကျမ်းစာကိုရေးထားခြင်းဖြစ်တယ်ဒါမဲ့များဆိုလူတွေကကျမ်းစာဆိုတာကဘာတိုင်းတိုင်းမှာကျမ်းစာရှိတယ်ဆိုတော့ဘယ်ကျမ်းစာကအကောင်းလဲဘုရားကျမ်းစာကဘယ်ဟာလဲဆိုတော့မသိနိုင်တော့ဘူးအမှန်ဆိုရင်လူကရေးတာဖြစ်ပြီမဲ့ဒီတမန်ကျမ်းစာရေးတာကတော့ဘယ်အနေရေးတယ်လဲဆိုရင်သူတို့စိတ်ကူးရင်မဟုတ်ဘူးအထက်ကတန်ရှင်းတော်ဝင်တော်ကဖော်ပြတော်အရာဖြစ်တဲ့အခါမှာလူတွေကမသိနိုင်ဘူးဆိုင်ဆရာတွေကသူတို့စိတ်ကူးရင်နဲ့ရေးတယ်လေမြင်ဖို့တဲ့အရာတွေကိုအင်္ဂမက်ပဲဖြစ်နော်အတွေ့အခေါ်ကိုရေးတာဒါမဲ့ဒီတမန်ကျမ်းစာကတော့အတွေ့အခေါ်မဟုတ်ဘဲနဲ့ပါလေဖခင်သခင်ခရစ်တော်ကိုယ်တိုင်ဝိညာဉ်တော်ကသူ့ယုံကြည်သူများကိုသိရှိပြီးတော့အဲ့ဒီဝိညာဉ်တော်ထိတော်မူအဖြစ်သူတို့ကကိုအကြိုက်မရေးပဲနဲ့ဝိညာဉ်တော်ကဖော်ပြသောစကားကိုသူတို့ကစာနဲ့ရေးတာဖြစ်တယ်လူကရေးတာချင်းမတူဘူးနော်အဲ့ဒါကိုခိုးကဘာကြီးပါလူတွေကမသိနိုင်ဘူးဘာကြောင့်မသိနိုင်တယ်လဲဆိုတော့လူတွေကဖြစ်စေခြင်းတို့ရောက်သွားလို့ဖြစ်တယ်အာဒမ်နဲ့အေဝါရဲ့မကောင်းတည်ကြွရအတီးစားခြင်းအဖြစ်အဲ့ဒီနောက်ကွယ်မှာလူတွေကအသက်ရှင်မို့တော့ဘုရားသခင်ကိုသိနိုင်တော့ဉာဏ်ပျောက်ကွယ်သွားတယ်နော်ဒါပေမဲ့ဘုရားသခင်ကအကြည့်အကျယ်ဖော်ပြတော်လဲလူတွေကနားမလည်နိုင်တော့ဘူးဘာကြောင့်လဲဆိုရင်ဤလောကကိုအဆူရတဲ့စာရမဏကသူတို့ရဲ့ဝိညာဉ်မျက်စိကိုကွယ်ထားတယ်တဲ့သူတို့ရဲ့ဝိညာဉ်နားကိုလည်းဗာလဲပိတ်ထားတယ်လို့ပြောတယ်နော်အဲ့ဒါကြောင့်ဘယ်တော့ပဲပြောနားမလည်နိုင်ဘူးဘယ်လိုနဲ့နားလည်တယ်ဆိုတော့လူကနားလည်ပြီးတော့လေဟုတ်ကဲ့ငါနားထောင်ပါမယ်လို့စိတ်နှလုံးထဲကနေစာငတ်တော်သူစာငတ်တော်သူပဲဘုရားကဖော်ပြတာဖြစ်တယ်အဲ့ဒါဝိညာဉ်ရေးရပဲမဟုတ်ဘူးနော်ခုကျွန်တော်လောကမှာကြည့်တဲ့အခါမှာလေခုလက်သမားပဲဖြစ်ဖြစ်အခုစီးပွားအလုပ်ပဲဖြစ်ဖြစ်လေလက်တခုလောကလုပ်ငန်းကိုလေစိတ်မဝင်ဆိုင်မအောင်မြင်ဘူးနော်တာမန်လောက်ပဲရှိတယ်ဒါမဲ့စိတ်ဝင်စားတဲ့လူကဂီတာတောင်မှလေအရန်စိတ်ဝင်စားတဲ့လူကအရန်တော်တယ်နော်ကျွန်တော်တို့လိုလေအခုတော့မတီးတာကြာတော့ပြီဆိုတော့ဒီခိပဲတက်နေတော့အဲ့ဒါတော့ခဏလေးတီးလက်တွေနားတယ်လေအတန်နေကောက်မမှတ်မိဘူးနော်အဲ့လိုလေဒါမဲ့စိတ်ဝင်စားဆိုတီးတဲ့လူကနော်မမြင်ပဲနဲ့ဘာခိလက်တော့မှတီးတယ်နော်အဲ့လိုလေနော်ဂီတာတီးတာနော်အဲ့လိုပဲနော်အဲ့ဒါကြောင့်အင်္ဂလိပ်စကားလည်းအဲ့လိုပဲနော်တပတ်လောက်တလားလောက်တီးနာနဲ့မတီးနိုင်ဘူးလေ
စိတ်ဝင်စားတဲ့လူကခဏခဏစိတ်ထဲမှာလေအတန်အဲ့ဒါကိုစိတ်ဝင်စားတယ်နော်တဏီကုံချက်ရတယ်လေးလေးချက်ရတယ်စိတ်ဝင်စားတယ်နော်အဲ့ဒါတွေပဲစကားနားလေသွားတာလောကအရာလဲအဲ့လိုပဲအဲ့လိုကြောင့်ဒီဝိညာဉ်တော်ဝိညာဉ်ရေးရကိုလည်းပါလေတစ်ချက်နှစ်ချက်နဲ့မရဘူးနော်သူတို့ကစာငတ်ဖို့အဲ့ဒါကိုဘုရားကနားလေတဲ့လူတွေကိုစာငတ်တဲ့လူကိုဝိညာဉ်တော်ပြေးတယ်လေအဲ့ဒီတန်ရှင်းတော်ကကလေးကဲသူမွေးတဲ့အခါမှာစာငတ်စီတယ်လို့ပြောတယ်အဲ့ဒါကြောင့်အဲ့ဒါကိုစာမငတ်အောင်စာတကဘာလို့တယ်ဆိုတော့ဒီလောကအရာကိုလေနိုင်ငံကြီးတမားစီတယ်စီးပွားရေးတမားတယ်ပညာရေးတမားတယ်ဝတ္တနာတစ်ခုခုရှိတော့ပြီဆိုရင်အဲ့ဒီတမားတရားကိုမကြားနိုင်တော့ဘူးကြားတယ်လို့နဲ့အပေါ်ရံပဲကြားတယ်အထေကအနိတာရမခံစားဘူးနော်အဲ့ဒါကိုစာရံကအရင်လှည့်ဖျားသွားတာအဲ့ကြောင့်ကေရင်ချစ်ရောက်တယ်လို့နဲ့အထေမှမရောက်ဘူးအဲ့ဒီလိုမြောက်များစွာရှိတော့ကြောင့်အခုမတည်နိုင်တာဖြစ်တယ်အဲ့ဒါကြောင့်နောက်ဆုံးသောကာလဆိုတာကျွန်တော်ပြောယူမှာကောင်းနော်ခရစ်တော်ကယောဟန်အဖြစ်ဒီယောဟန်ခန်းကြီးပရဝဆောက်ခန်းကြီး28မှာဖော်ပြတယ်ပြီးတော့20နှစ်မှာလည်းကြည့်အောင်နော်မူတာကူတုံးတော်သူမူကအဘေတူနီယေရှုဒီခရစ်တော်မဟုတ်ဟုငင်းပေတော်သူဖြစ်တယ်ခမဲတော်နိတာတော်ကိုငင်းပေတော်သူဒီအန်ဒရူခရစ်ဖြစ်တယ်လို့ပြောရလေအဲ့ဒါကြောင့်အဲ့ဒီယောဟန်တို့ခေတ္တကဆိုရင်ခရစ်တော်ကိုမယုံတဲ့လို့ယေရှုခရစ်ကမေစာယာဖြစ်တယ်မောရှိအဖြစ်ကောင်းကင်နမန်တွေအဖြစ်တော်လကပရောဖက်အဖြစ်ဂျိုတင်ပြီးတော့မောရှိကဲ့သို့သောကြီးမားသောပုဂ္ဂိုလ်ကြွလာမယ်ဘုရားသခင်လောကမှာကြွလာပြီလို့ဟောတယ်လေတကယ်ကြွလာတော့လေသူတို့မတည်ဘူးအဲ့ဒါကြောင့်သူ့ကိုလည်းမခံဘူးဆိုရင်အဲ့ဒီလည်းမခံတဲ့လူတွေက Antichrist အဖွဲ့ပဲလို့ပြောသွားတယ်နော်ခမဲတော်นี่တားတော်ကိုငင်းပေတော့သူဒီ Antichrist ဖြစ်တယ်အဲ့ကြောင့်အခုလည်းပဲလောကကြီးထဲမှာနော်ခရစ်တော်နဲ့ဘုရားသခင်ကိုမယုံကြည်တဲ့လူက Antichrist ဖြစ်တယ်နော်ကျွန်တော်ခရိယန်ထဲမှာတောင်မှခရစ်တော်ရဲ့ဝိညာဉ်မရဘူးဆိုရင်ဘာသာရေးပဲဖြစ်တဲ့လူတွေဘာသာရေးနဲ့ပဲခရစ်ယာန်ဖြစ်တော့ကြောင်းတို့လည်းဘာဖြစ်နေတယ်လဲခရိယန်အတင်းတော်ထဲမှာလည်း Antichrist ရှိနေသလားရှိနေတယ်အဲ့ဒါပဲတော့အဲ့ဒီ Antichrist တွေကလည်းနားထောင်နေတဲ့ကြားတယ်ဆိုတော့ယေရှုအကြောင်းတွေသိတယ်လေဒါပေမဲ့သူတို့ကကေရင်ချင်းတော့မရောက်ဘူးဘာကြောင့်လဲယုံကြည်ခြင်းနဲ့မရောလို့ဖြစ်တယ်နော်ဦးနှောင်းတယ်ပဲသိတယ်လေဘဟုတုတ္တလိုပဲသိတာမယုံကြည်ဘူးစိတ်နှလုံးထဲမှာတကယ်မခံယူဘူးအဲ့ဒါလွယ်လေးဖြစ်ပဲမခံယူခြင်းလို့ဖြစ်တယ်ဘာကြောင့်မခံယူတယ်လဲဆိုတော့ဗာလေအရေးကြီးတယ်လို့မအောင်မေးလို့ဖြစ်တယ်နော်အဲ့ဒါကြောင့်လောကကြီးမှာဘာသာများတယ်လေအဲ့ဒါကြောင့်ဘာသာကြီးတွေအားလုံးကနော်ကိုဘာသာကအကောင်းဆုံးပဲလို့ပြောကြတယ်လေအဲ့ဒါကြောင့်ဘီတူဘာသာမဆူကောင်းတယ်ဖြစ်သွားတယ်နော်ကိုဘာသာပဲဆွဲလာတယ်ဆိုအဲ့ဒါကအဆူရောက်တယ်မှားတတ်တယ်လို့ပြောတယ်လေမှန်ပါတယ်နော်တနည်းအားဖြင့်ကျွန်တော်တို့ကအသက်ရှင်တော်မူသောဘုရားကိုမသိလို့ပဲအဲ့ဒါတည်နော်ဘုရားသခင်အသက်ရှင်တော်မူသောဘုရားဖက်မှာဆိုရင်လွန်တယ်ဆိုတာမသိမရှိဘူးနော်လူဖက်ကပဲလွန်နေတာဘာကြလဲဆိုတူရဲ့မေတ္တာကကြီးမားလွန်တယ်ယုံကြည်သူပဲမချစ်ဘူးတော့မယုံကြည်သူလည်းချစ်သလားချစ်တယ်လောကကြီးထဲမှာသူဖားစတဲ့နေအောက်မှာလာအောက်မှာပင်လေတမုတ်တရားတစ်ပင်တွေလောကအရာအလုံးကိုပါလေကြိုက်တလို့စီမံပိုင်ဆိုင်ခွင့်ကိုယုံကြည်သူမယုံကြည်သူဘုရားကမခွဲခြားပဲနဲ့ပိုင်ဆိုင်ခွင့်ပေးတယ်ရွှေတွေငွေတွေလည်းရပိုင်ခွင့်ပေးတယ်ပညာလည်းရပိုင်ခွင့်ပေးတယ်နော်ဒီလောက်ဘုရားကောင်းမြတ်တော်အရာဟာအမှန်ဆိုရင်အမတန်မှနော်မခွဲခြားဘူးအခြားဘုရားတွေဆိုရင်ခွဲခြားနိုင်တယ်နော်ဘာကြောင့်လဲစာတမနာကမမြတ်တာဘူးလေကိုယ်လိုပဲချစ်တယ်နော်ဘုရားသခင်ဆိုတော့ကိုယ်လိုပဲမချစ်ဘူးနော်အဲ့ဒါကြောင့်ပတ္တမြာလို့နော်ကျွန်တော်ကအယတနာလို့ယေရှုကမှတ်ထားပါလေဥပမာပြတဲ့ဟာပြီးခဲ့တဲ့ပတ်မှာပြောသွားပြီလေအဲ့ဒါကြောင့်ယတနာကဘယ်လောက်တန်ဖိုးထားတယ်လဲကျွန်တော်ဝိညာဉ်ဟာဘုရားသခင်နဲ့တွေ့တော့ယတနာကဲ့သို့မွန်မြတ်တယ်ယုံကြည်သူကယတနာတွေ့တော့ဥစ္စာနဲ့တူတယ်အယံဝတ်မြောက်တယ်သူပိုင်ဆိုင်တယ်ဒါပေမဲ့မယုံကြည်တော့သူကတော့ဗာလေဘုရားကမတွေ့ရသေးတဲ့ယတနာအဲ့ဒါကိုဘုရားကရှာနေသလားမတွေ့အောင်ရှာတယ်လို့ပြောတယ်နော်တွေ့ခြင်းတယ်တွေ့ရင်အယံဝတ်မြောက်တယ်ဘုရားကဒါမဲ့မယုံကြည်တော့ဆိုရင်အဲ့ဒီကိုယတနာဖြစ်မှမသိဘူးဘုရားကိုဆန့်ကျင်တယ်လေအဲ့ဒါကြောင့်သူတို့ဘဝဟာတဏှာဆရာအဲ့လိုနဲ့ရှုံသွားမှာဖြစ်တယ်အဲ့ဒါကြောင့်ခဏလေးလောကကြီးထဲမှာဘုရားကသူတို့ကိုအခုကလေးကနေမခွဲခြားဘူးနော်ငီးဤအတူပူအမြပါမဆိုလို့လက်စွာလုတ်ပိုင်ခွင့်ပေးတယ်အဲ့ဒါကြောင့်ဆူတောင်းရပါထိုးလေနော်ယုံကြည်သူတွေမယုံကြည်ပါထိုးလေဖြစ်နေတယ်လေထိုးတယ်ဝိညာဉ်ရမှာအသက်ရတာနဲ့မရတာက
ai yan ture kwa chamu ji shi no era ka yi ji ra phit de era jaung khrit do ne khmer ro ko be de swin andrew khrit phit de lo pyo de era ha ma yung ji to khriat ma hout de lo ri be ma hout no khriyan the ma le khrit do ne khmer ro တကယ်မယုံကြည်ဘူးဘာသာတရားနဲ့ပဲယုံတယ်လို့များတယ်နော်အဲ့ဒါတွေအားလုံးကအတူတူပဲလူကဘာသာရေးနဲ့ခွဲတော့လဲဖယားအမင်မှာခရစ်တော်ရဲ့ဝိညာဉ်မရရင်ခရစ်တော်နဲ့မဆိုင်လို့ပြောတယ်လေအဲ့ဒါကြောင့်အန်တီခရစ်များသလားအန်တီခရစ်များတယ်နော်အခုအဲ့ဒါပေါ်လာပြီလို့ပြောတယ်လေ23မှာနော်ဒါတော့ကိုငင်းပေတော့သူမူဒီကခမဲတော်ကိုမတိဒါတော့ကိုဝန်ခံတော့သူမီဒီကခမဲတော်ကိုတိဝန်ခံတယ်ဆိုတာကဘာလဲယုံကြည်တာလေတဘောတူထောက်ခံခြင်းရှိတယ်ဟုတ်ပါတယ်လို့တဘောတူသွားတယ်လေအင်္ဂလိပ်လို yes ပဲနော် yes မလို့ဘူးဆိုတော့အဲ့ဒါကဘယ်လိုမှနော်အပေါ်ယံ yes လို့ရတယ်ဒါပေမဲ့ဖခင်ကစိတ်နှလုံးကြောက်ကကိုစစ်စစ်တော့ကြောင်းအပေါ်ယံနဲ့မရဘူးအဲ့ဒါကြောင့်ကျွန်တော်ကလည်းတယောက်ကိုယုံပြီးယုံကြည်ပြီးလို့မရဘူးကိုငေလို့မရဘူးလေကိုငေလို့ရတာကဘာလဲတယောက်နဲ့တယောက်ယုံကြည်နိုင်အောင်အခုပြောပြမှာပဲအဲ့ဒါကိုငေရရောက်တယ်အဲ့ဒါပြောပြတာတော့မှစိတ်ဝင်စားပြီးတော့နားမထောင်ရင်ပါလေငင်းပယ်ခြင်းဖြစ်နေတယ်အဲ့ဒါကြောင့်အခုမသိနိုင်တာဖြစ်တယ်နော်ဒီနောက်ဆုံးတော့ကာလကိုဘယ်တော့မှနေပြောပြလဲဆိုတော့ဟိုးအဝေးကြီးဒါရေလာခက်ကဘာပြောလဲဆိုရင်တာနဲ့တရွတ်လို့ပြောတယ်လေအခုဒီအချိန်ဖြစ်တယ်နော်တာနဲ့တရွတ်အချိန်တန်ဆိုတာကဒီတန်လေတရွတ်ကတော့ဗာလဲစွန့်စီလေတာနဲ့စွန့်လို့ပဲဘယ်လိုမှခဏလေးတော့ပေါင်းလို့ရတယ်ဒါပေမဲ့တကယ်တမ်းပေါင်းနိုင်သလားမပေါင်းနိုင်ဘူးအဲ့ဒီခစ်ဖြစ်တယ်အခုနောက်ဆုံးတော့ခစ်လေအဲ့ဒါကိုနည်းနည်းကြည့်အောင်နော်ဒါရေလာအခန်းကြီး2အငယ်40နှစ်မှာချီချောင်းတို့သည်တန်တပိုင်းတရွတ်စွန့်စီတပိုင်းဖြစ်ဒီနှစ်အငယ်ထိုနိုင်ငံသည်ခိုင်မာခြင်းနှင့်၎င်းကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်တဲ့အေးတန်နဲ့တရွတ်ကမပေါင်းနိုင်ဘူးတန်ကခိုင်မာတယ်နော်ပြီးတော့မှပါလေတရွတ်ကတော့ကျိုးပဲ့လွယ်တယ်နော်အဲ့ဒါပေါင်းလို့မရပြီမဲ့ပေါင်းနေတယ်ဖုတ်တော့တရွတ်နေတန်ရောနော်ဒီကိုမြင်တော်မူဒီနေ့လျော်စွာနိုင်ငံသားတို့သည်အခြားသောလူမျိုးသားတို့နှင့်ပေါင်းဖော်ကြလိမ့်မည်သို့တော်လည်းတရွတ်နှင့်တန်မရောနိုင်တကယ်တော့သူတို့သည်အချင်းချင်းပေါင်းဖော်၍မတည်နိုင်ကြလို့ပြောတယ်နော်အဲ့ဒါကြောင့်လေနိုင်ငံသားတို့ရှိတာဘယ်သူကိုပြောတာလဲရှင်းလင်းပဲနော်နိုင်ငံသားဆိုတာကျမ်းစာပြောတာကဘယ်လိုလဲယူဒာတွေဣသရေလတွေကိုပြောတာယူဒာနဲ့ဣသရေလတွေဟာဆိုရင်ခရစ်တော်လက်ထက်မှာသူတို့အားရှိသေးတယ်နော်ဒါပေမဲ့ AD 90ရောက်တဲ့အခါမှာဘာဖြစ်သွားပြီလဲဗိမာန်တော်ကြီးတောင်မှဖြိုဖျက်ချင်းခံရတယ်ပြီးတော့ဂျိုလိုမျိုးတွေအားလုံးကိုလည်းပါလေဣသရေလနိုင်ငံကနေမောင်းထုတ်ချင်းခံရတယ်လေကပ္ပအနတ်အပြမှာသူတို့လွတ်နိုင်တဲ့လူလွတ်တယ်ပြီးတဲ့လူကလွတ်တယ်မပြီးနိုင်တဲ့လူကပါလေအတိတချင်းခံတယ်လေသူတို့ဖနက်တွေကတောင်ကြီးလောက်ပုံတယ်လို့ပြောရနော်သူတို့စပင်တွေလည်းပါလေတောင်ကြီးကဲတော့ပုံတယ်တဲ့အဲ့ဒီခေတ်မှာဣသရေလကိုဂျိုလိုမျိုးတွေအတိတချင်းခံတာမနေဘူးနော်အဲ့ဒါအန်ဒီခရစ်ကဖယားတခင်တဲ့လူတွေကိုလုံးဝမမြင်ချင်တာယဉ်တူဖြစ်တယ်အခုလေကဘာကြီးမှာပါချမ်းနေရတယ်လေစစ်ပွဲနော်စစ်ပွဲကနေရာမှာရှိတယ်ဒါပေမဲ့အခုဣသရေလနဲ့အမေရိကန်ပေါင်းပြီးတော့ဗာတိုက်တယ်လေအီရန်ကိုတိုက်တယ်နော်အဲ့ဒါယူယူမဟုတ်ဘူးနော်အခြားကိစ္စမြန်မာပြည်စစ်လက်ရှိတယ်ရုရှားနဲ့ယူကရိန်းစစ်လက်ရှိတယ်အဲ့ဒါတွေကတော့စစ်ပါပဲဒါပေမဲ့အဲ့ဒါကတော့အတိအမွှားလို့ပြောမယ်လေဘာကြောင့်လဲဆိုရင်ဣသရေလဖယားတခင်ရွေးချတဲ့လူမျိုးနဲ့မချိခိုက်တည်ဘူးအခုဆိုရင်ဘာကြောင့်ဒီဖြစ်တယ်လဲဆိုတော့အီရန်ဆိုတာအရှင်ကလေးကပါတယ်တော့အခုကျွန်တော်ဒီမှာကြည့်မယ်နော်အဲ့ဒါတာနဲ့တရွေ့ကိုရောတယ်ဆိုတာကနိုင်ငံသားဆိုတာဣသရေလလေ90မှာပြောင်းပြီးတော့ကဘာအနှံ့မှာရှိတယ်နော်ပြီးတော့1948မှာပြန်လာကြတယ်လေနှစ်ပေါင်းတော်ကြာပျောက်သွားပြီးတော့နှစ်ပေါင်း1948မှာပြန်လာတယ်နော်အခုပြန်လာပြီးတော့မှအကုန်လုံးမပြန်ဘူးအခုအမေရိကန်မှာတောင်မှဘယ်လောက်ရှိတယ်လဲ9 တန်းလောက်ရှိတယ်လို့ပြောတော့ဣသရေလလူမျိုးလေ9 တန်းလောက်ရှိတယ်အခုတောင်မှကျွန်တော်အားလုံးသိတာပဲဒေါ်နယ်ထရမ့်ရဲ့တမက်တောင်မှလေသူ့သမီးရဲ့ယောက်ျားတောင်မှဣသရေလစစ်လေအရန်ချမ်းသာတယ်လို့ပြောတယ်နော်သူ့သမီးလည်းအရန်တော်တယ်လေသူတို့စီးပွားရေးအရန်တော်တယ်နော်သူတို့မှာအဲ့ဒါကြောင့်ဒါဒီမကဘူးနော်မြန်မာပြည်တော်ဣသရေလလူမျိုးရှိတယ်နော်တိတ်တော့မများဘူးရှိတယ်လို့ကြားတယ်နော်နီးရတကပအနတ်အပြတ်မှာဣသရေလတွေခုကြာငှက်ချိသွားတယ်လေ
မြန်မာပြည်သားမရှိမြန်မာပြည်သားခံမှာပဲခုအမေရိကန်မှာအမေရိကန်သားခံတလားခံတယ်ဒါမဲ့တကယ်သူတို့အစ္စရေးတွေကပါလေအေးသူတို့နိုင်ငံမှာသူတို့နိုင်ငံပဲနော်သူတို့ဖျားပဲထောက်ရဖျားပဲကိုးကွယ်နေတယ်ဒါဒီမခဘူးနော်အဲ့ဒါနဲ့ခတ်စင်စင်ဘဲကဘာလုပ်လိုက်တယ်လဲအစ္စရေးပဲမဟုတ်ဘူးနော်အခုကြည့်ကျွန်တော်တို့မြန်မာပြည်သူပြည်သားပဲမကောက်ဘူးနော်မလေးရှားအင်ဒိုနီးရှားထိုင်းတရုတ်ဂျပန်နော်ဝေဒန်မှာအော်စတြေးလျမှာကဘာကြီးမြို့တိုင်းမှာဘာလုပ်ရတယ်လဲလူဦးရေကဒီလူပဲရောသွားတယ်နော်လူတွေကအနှံ့အပြားရောတာနော်အဲ့ဒါယူမဟုတ်ဘူးနော်နောက်ဆုံးတော့အချိန်မှာဖျားပါတုံးလိုက်တယ်လေ UN အောက်ကိုတုံးပြရလေ UN က meeting လုပ်ပြီးတော့မှအိုးကဘာမှာအိုး democracy ဆိုတော့တနာတော့စစ်ရီပေါ်လာပြီးတော့ဗာလေဒုက္ခရတဲ့နေထိုင်လို့မရတဲ့လူကိုငရအောင်ဒီလိုလူသားချင်းကိုစာနာပြီးတော့သူတို့ကနိုင်ငံကြီးကြောင့်အိုးမတဲလို့လူတယောက်နဲ့တယောက်အဲ့လိုတခုခုကြောင့်မမီနိုင်တဲ့အခါပြဿနာကြီးလုံးတဲ့အခါမှာဒီတိုင်းပဲဒုက္ခရောက်လို့မရဘူးဆိုပြီးတော့မှ UN ကကျွန်တော်ဘာလို့ပြီးတယ် refugee ဖွင့်ပြီးတော့ကျွန်တော်တို့ဒီမှာရောက်လာတယ်လေတချို့ဆိုရင်အမျိုးမျိုးနဲ့ရောက်လာတယ်နော်အထူးသဖြင့်တော့ကျွန်တော်မှာပါလေ refugee အဖြစ်ဆိုရင်ကျွန်တော်ဘာမှမသိတဲ့လူကျွန်တော်မြန်မာပြည်သားပြည်သူများဆိုရင်တော့ရန်ကုန်တောင်မမင်းမန္တလေးတောင်မမင်းဘူးတခါမှကားတောင်မစီးဘူးတဲ့လူတွေကပဲရောက်တယ်နော်ဝေဒင်မှာအမေရိကန်ရောက်ကြတယ်လေဒီမှာကျွန်တော်ကားမောင်းပြီးတော့အရန်ကြွားကြတယ်နော်ဘယ်သူမှမမြင်တော့ဘူးကျွန်တော်တို့ကစကားတော့မပြောနိုင်ဘူးနော်ဒီလိုနော်ကျွန်တော်တို့မှဒီအရာကယူမဟုတ်ဘူးနော်ဘယ်သူလုတ်လိုက်တာလဲUN လုတ်တယ်လို့ပြောတာအမှန်ဆိုအဲ့ဒီနောက်ကိုဘယ်သူလုတ်တာလဲထာဝရဘုရားပဲနော်ကပါတူကပါသားတွေကိုအကြီးအကျယ်စကားပြောတော်လဲလူတွေကကျမ်းစာကိုမယုံတော့ကြောင်းနော်ကယုမစိတ်တော့ကြောင်းမသိဘူးနော်အဲ့ဒါကိုပြောအရင်ကြာတော့ဒီမှာလေကျမ်းစာထဲမှာတွေ့ရတယ်နော်နေဘုခဒ်နေရမင်းကြီးအခုနေဘုခဒ်နေရမင်းကြီးကနော်အိမ်မက်မြင်တဲ့အခါနိုးလာတော့သူ့အိမ်မက်မိသွားတယ်လေကြီးကျေပဲနော်အဲ့ဒါဘာဘသူကလုပ်တာလဲထာဝရဘုရားကလုပ်တာအဲ့ဒါကိုဒါယီလကပဲဘာသာပြန်တယ်သူ့ရဲ့နေဘုခဒ်နေရမင်းကြီးဆိုတာကအဲ့ဒီအာရှုရုခိကပြောတယ်လေသူ့ရဲ့နိုင်ငံက120ခုဖြစ်တယ်လို့ပြောတယ်နော်အခုအမေရိကန်တောင်ကြီးတယ်နော်နိုင်ငံဘယ်လောက်ပေါင်းတယ်လဲ90ပဲနော်နေဘုခဒ်နေရရုခိမဆွေင်သူတို့ကနိုင်ငံ100ကျော်အုပ်စိုးတယ်နော်အဲ့ဒီမင်းကြီးတွေမလွယ်ဘူးအဲ့ဒါကြောင့်ဘုရားကအကြီးကျယ်စကားလူတွေကိုစကားပြောခြင်းလို့ပဲအိမ်မက်မြင်ပြီးတော့မိသွားတယ်ဟာကြီးညာပြီးတော့ပညာရှင်တွေငါအိမ်မက်ပြောအတိတ်ပဲလေပြောဆိုတော့မင်းကြီးမဟုတ်ပါအိမ်မက်တာပြောပါအတိတ်ပဲပြန်ပါမယ်လို့ပြောတော့မဟုတ်ဘူးငါအိမ်မက်ငါမိသွားတယ်ငါအိမ်မက်လေပြောအတိတ်ပဲလေပြောဆိုတော့ခက်သွားတယ်လေအဲ့ဒါဘုရားသခင်လုပ်လိုက်လူငင်နဲ့မမီဘူးနော်ကျမ်းစာထဲမှာအများကြီးပဲအဲ့ဒါကြောင့်ဘုရားသခင်နဲ့လူဒံယေလကတရက်မှာ3ခါယေရုရှလင်ဘက်ကိုကြည့်ပြီးတော့ဆူတောင်းနေတယ်သူတို့ကနေဘုခဒ်နေရဂျွန်အောက်မှာဂျွန်ခါနေလို့ပဲနော်သူတို့စီမင်းလိုမတောက်ဘူးနန်းတော်မှာဝန်ကြီးဖြစ်တော်လဲစီမင်းစားရမစားဘူးစားခွင့်တောက်ခွင့်ရှိတော်လဲမစားဘူးမတောက်ဘူးဘုရားကိုကြောက်ရွံ့ပြီးတော့စီကံတကြနေတယ်တရက်မှာ3ခါဘုရားသခင်စီမှာဆူတောင်းတယ်လို့ပြောတယ်နော်အတိတ်မဲ့လို့ပြောတာတောင်မှသူကတစ်စာရှိပြီးတော့ဆူတောင်းတဲ့အခါမှာဘုရားကသူ့ကိုချီးမြှင့်ဖို့လုပ်လိုက်တယ်လေကြီးမားတဲ့ရှင်မင်းကြီးကိုအိမ်မက်မက်ခိုင်းရတော့အရန်ထိုးဆန်းတော့မသိနိုင်တဲ့အခါမှာနောက်ဆုံးတော့ဒန်ဂျီလာကိုဘယ်သူမှမသိပြီမဲ့နောက်ဆုံးဘာလုပ်တယ်လဲဒန်ဂျီလာကပြန်မှပဲဖြစ်သွားတယ်လေသူစွတ်တောင်းပြီးတော့ဖះကပေါ်ပြတဲ့အခါအိုးအတိတချင်းပီတိုပီတာထေကပညာရှင်အလုံးဘီဒင်ဆရာတွေနဲ့ခတ်ပညာရှင်တွေအလုံးအတိတက်မယ်လို့ရှင်မင်းကြီးစစ်ဆိုပြီးတော့လေမပြောချင်လို့ပဲဆိုတော့ကိုသူကမင်းကြီးဆိုတော့လေနော်မာနကြီးတာပေါ့နော်အဲ့လိုလုတ်လိုက်တော့ဒန်ဂျီလကကြားတဲ့ခါဘုရားရှင်မှာဆုတောင်းဘုရားကပြောပြီးတော့အဲ့ဒီယုတ်တုကြီးကိုဒါမြင်တယ်လို့ဘုရားကပြောလဲတော့ဘာတာပြင်းတဲ့ဟာကြီးပဲနော်ခေါင်းကပါလေရွှေဖြစ်တယ်တဲ့အဲ့ဒါပါလေဘာဘလောနော်တူအုပ်ဆိုရချင်း BC 605ကနေ933အတွင်းမင်းရဲ့လက်ထက်ဖြစ်တယ်နေဘုခဒ်နေမင်းကြီးမင်းကတော့ပါလေရွှေကဲ့သို့ဒီနိုင်ငံအပေါင်းတွေမှာအမြင့်မြတ်ဆုံးနိုင်ငံဖြစ်တယ်အကြီးမြတ်ဆုံးရှင်ဖြစ်တယ်တင်းလောက်ဘယ်တော့မှကြီးမြတ်တဲ့ရှင်မပေါ်တော့ဘူးလို့ပြောတယ်နော်သူကြည်နေတလားကြည်နေတဲ့ဟုတ်တယ်ငါမြင်တာအဲ့ဒါပဲတဲ့ဒါမဲ့ तू ကဒီဖက်ကိုမသိသေးဘူးနော်ချက်ချင်းမမြင်နိုင်ဘူးဖခင်ကသူ့ကိုမမြင်အောင်လုပ်တာပေါ့အဲ့ဒါကြောင့်ဒုတိယကပါမြင်တယ်ဆိုတော့ဗာလေဒီရင်ဘတ်ပဲတဲ့ရင်ဘတ်ကတော့ဗာလေဆီလ်ဗာနော်
ငွေဖြစ်တယ်တဲ့ဟာသူအရန်ကျင်းတဲ့ဟုတ်တယ်ထိုးစားလိုက်တာကျွန်တော်မြင်မိတာအဲ့ဒါပဲလို့သူကျင်းတယ်နော်အဲ့ဒါကပါလေပေရှာမင်းကုံသွားပြီးနေမှာမင်းအသက်ဆုံးတဲ့နောက်မှာတင်းနောက်ကနေရှီမင်တဘာပေါ်လာမယ်ပြီးတော့လေပေရှာပေါ်လာမယ်အဲ့ဒါပေရှာကပြီးတော့လေအခုအီရန်ပဲနော်အခုအီရန်ပဲနော်ကြီးမားတယ်နော်အီရန်ကအဲ့တော့ငွေဖြစ်တယ်နော်အဲ့ဒါဣသရေလရဲ့ရန်သူကြီးဖြစ်တယ်အဲ့ဒါကြောင့်သူတို့ကပြောမယ်ဆိုတော့လှုပ်ရတာမဟုတ်လေတကဘာတိရလေနော်သူတို့ကမွတ်စလင်လေရှီအာမွတ်စလင်ဆိုတော့သူတို့ကယူယူမွတ်စလင်မဟုတ်ဘူးတကဘာလုံးကိုသူတို့ဖျားပေးကောင်းတယ်လို့သူတို့မြင်တဲ့အတွက်ကြောင့်တကဘာလုံးကိုမွတ်စလင်ရှီအာဖြစ်စီအဲ့ဒီဗာလေမွတ်စလင်မျိုးရှိတယ်လေအဲ့ဒါတဲ့မတည့်ဘူးနော်သူတို့ကအဲ့ဒါကြောင့်လူအသက်လက်တတ်တယ်သူတို့ကိုတိုက်ခါနေသူတို့ကိုဆန့်ကျင်လို့သူတို့တတ်တယ်နော်အဲကြောင့် ISIS ဆိုတာအရင်နာမည်ကြီးတယ်လေဘယ်သူမှမနိုင်ဘူးနော်လူတွေကိုသူတို့ကိုဆန့်ကျင်နေဆိုပါလေအကုန်လုံးတနက်နဲ့ပြစ်တာပဲလေပြီးဖြတ်တယ်နော်သူတို့ကအဲ့ဒါကြောင့် Israel ကိုမိပုံကနေဖြတ်မယ်တဲ့ပြီးတော့ American ကိုလည်းတိုက်မယ်လို့သူတို့ရည်ရွယ်တယ်လေအဲ့ဒါကြောင့်ကဘာကိုလည်းတမက်ကကဘာကတီတော့ကြောင့်ဒါမလုပ်တင်ဖို့လူချင်းတယ်လို့မလုပ်ရဘာတိုက်ကရှိရမယ်အဆုမရောက်ရဘူးလွတ်လပ်စွာကိုယ်ကိုယ်ခွင့်ရှိရမယ်ပြောပါတွန်တင်ပါဟောပြောပါနားထောင်ခြင်းနဲ့နားထောင်ပါစီဒါမဲ့အသက်အန္တရာယ်ထိတိုင်အောင်တယောက်နဲ့တယောက်မလုပ်ရဘူးလို့ဆုံးမပြေပဲမရဘူးလေအဲ့ဒါကြောင့်နျူကလ িয়ার မဟုတ်ခိုင်းဘူးဒုံးကျည်တွေဒုံးပြန်ကျည်တွေအာကြီးလက်နဲ့ကြီးစားတွေကိုလုတ်ပိုင်ခွင့်မပေးဘူးကဘာကအဲ့ဒါကိုသူတို့ကနားမထောင်ပဲလုတ်သလားလုတ်တယ်လေအဲ့ဒါကြောင့်ဘယ်သူမှမထင်နိုင်ဘူးအယံကြီးသွားတော့တာအဲ့ဒါကြောင့်ဒေါ်နယ်ထရမ့်ရောက်တော့သူကဘာလုတ်တယ်လဲပထမမှာကြီးမား3နေရာကိုပစ်ပြီးနော်အခုလေလက်မထိုးပါငင်းချေလို့ပါနော်ကဘာကိုဒီလိုမလုပ်ပါနဲ့လူချင်းစာနာပြီးတော့လူချင်းအပေါ်မှာဒီလိုမလုပ်ဖို့ရန်မဖြစ်ဖို့ကဘာကိုငင်းချေလို့ရအောင်ငါစပွဲမှာလာပြီးတော့လက်မထိုးရအောင်အတူတူ mix ဖြစ်အောင်တယောက်နဲ့တယောက်တနိုင်ငံနဲ့တယောက်တတ်ဆရာမလို့ဘူးစီးပွားရေးပေါင်းမယ်နိုင်ငံရေးပေါင်းမယ်တယောက်နဲ့ကိုလိုအတပြက်ကိုငင်းမယ်လေငင်းချေနဲ့လုံခြုံရေးတကဘာလုံးကိုကာကွယ်ရမယ်လို့ပြောတာကိုတို့လည်းမထိုးချင်လို့လေအခုတိုက်ပွဲဖြစ်သွားတာအဲ့ဒါယူမဟုတ်ဘူးနော်ခုကဒီမှာနော်အဲ့ဒါပရဆက်ခစ်ကအခုပါရုပ်ပဲကျွန်တော်ကဒီခုနဖတ်တာဟာဒီခြေတော့လေကျွန်တော်ကဒီနေရာရောက်ပြီနော်အဲ့ဒါကုန်ပြီလေနောက်ဆုံးတော့အချိန်ကအဲ့ဒါပဲခြေတော့အောက်မှာဘာရှိသေးလဲမရှိတော့ဘူးလေအဲ့ဒါကြောင့်ဒီမှာအဲ့ဒါနောက်မှာပါတယ်လေဂရိတ်တွေနော်ဂရိတ်တွေနော်ဒီမှာရင်ပတ်တွေဂရိတ်ခစ်ဖြစ်တယ်အဲ့ဒါပြီးမှပါလေခြေတော့ကဒီကနေဒီခြေကပါလေအေးယောမခိဖြစ်တယ်နော်ရောမခိပြီးတော့ ABC 30နှစ်ကနေ AD 496ထိလေအဲ့ဒါကယောမတွေကအုပ်စုတာနော်ကပါကြီးမှာယောမဆိုတာအခုနာမည်ကြီးတယ်နော်တန်ဆိုတော့ဗာလေမာတယ်လေသူတို့ကလိုကိုစင်းနဲ့ကနေအုပ်ချုပ်တယ်နော်အပစ်လို့ဖုတ်တတ်တာပဲတစ်တိုင်ပေါ်မှာတတ်တယ်လေအဲ့ဒါကြောင့်အာနာကြီးမားတယ်နော်အဲ့ဒီခိကလေးကုန်သွားပြီလားအဲ့ဒီခေတ်မှာယေရှုကဘယ်မှာမွေးတယ်လဲကုန်ခါနေမှာဒီနောက်ဆုံးပိုင်းမှာမွေးတယ်လေဒီမှာဒီကုန်ခါနေမှာအဲ့ဒီတီနော်ယေရှုခရစ်မွေးတာနဲ့ဘာဖြစ်လာတယ်လဲ BC နဲ့အဲ့ဒီခွဲလိုက်တယ်အဲ့ဒါကဘာကလည်းခံနေနော်ခုယေရှုခရစ်မွေးတာဖယားသခင်လူစားတိခန္ဓာဘာပြောင်းလဲတယ်လဲကဘာကြီးမှာနှစ်ကြီးထွက်ချင်းပြောင်းလဲသွားတယ်ခုကျွန်တော်ချင်းလိုမျိုးလေကိုနှစ်ရှိတယ်နော်ကိုကရတွေလည်းရှိပါပဲကရင်လည်းရှိတယ်နော်မြန်မာပြည်လည်းရှိသလားရှိတယ်မြန်မာပြည်ကဘယ်လောက်ရှိလဲခို့1400နော်ဘယ်လောက်လဲ1400လောက်ဖြစ်တယ်နော်1400ဘယ်လောက်လဲကျွန်တော်မမှတ်မိဘူးမြန်မာတက်ကရစ်လေကျွန်တော်လည်းမိသွားတယ်ဒီခါရဲရှိမြန်မာပြည်တော့ကျွန်တော်မှတ်မိတယ်နော်အခုမရှိတော့ဘူးဆိုမှမေးတော့ဗာလေ1400လောက်ဘယ်လောက်လဲမ400ရောက်သလားမရောက်သေးဘူးလားအဲ့လောက်ဝင်ကြည့်ဖြစ်လိမ့်မယ်ဆိုတော့ဘာဖြစ်ပေါ့နော်အဲ့ဒါကမြန်မာတက်ကရစ်ပဲအခု AD 2026ဆိုတာဗာလေယေရှုခရစ်မွေးဖွားတာနဲ့အခုဒီနာကလေမွေးဖွားတယ်လေယေရှုခရစ်မွေးတာအခု2026ရှိသွားပြီနော်အဲ့ဒါလေဖယားတကားလုတ်လိုက်တာတော့ဘယ်သူမှဖြတ်လို့မရဘူးကဘာလုံးတကဘာလုံးကဖယားသခင်ယေရှုခရစ်ဆိုတာဖယားသခင်ဖြစ်တယ်လူစားတိခါနေဆိုတာကိုတက်ကရစ်ဖတ်တာနဲ့ပါလေ
တကဘာလုံးကနားလေဖို့ဖြစ်တယ်ဒါပေမဲ့လူတွေကနားလေလို့ရသလားလုံးဝနားမလည်နိုင်ဘူးနော်ဘာကြောင့်လဲကိုလိုမျိုးနဲ့ကိုဘာတိုင်းနဲ့ရှိတော့အဲ့ဒီအရာကြီးကိုဖျားဖော်ပြတော့လဲမသိနိုင်ဘူးသူတို့မျက်စိကိုပါလေကာထားတယ်သူတို့နားကိုပိတ်တယ်လို့ပြောတယ်လေမကြားချင်ဘူးမသိချင်ဘူးနော်တကယ်သိချင်လို့ရှိရင်လွယ်လေးပဲကြီးမားဖျားကဖော်ပြထားတယ်နော်အဲ့ဒါကြောင့်ဒီအရာကအရန်အရေးကြီးတယ်နော်ဒီနောက်ဆုံးတော့ကာလအဲ့ဒါကြောင့်ဒီမှာတာနဲ့တရွရောတယ်ဆိုတော့ဒီခြေတော့လေအဲ့ဒီခြေတော့ဖြစ်တယ်အဲ့ဒါကြောင့်အခုဣသရေလနေရာတကာမှာရှိတယ်ကျွန်တော်တို့တောင်မှအမေရိကန်မှာရောက်ပြီမြန်မာပြည်သားတွေနော်ဝေဒိန်းမတ်ဩစတြေးလျမှာအော်တကဘာလုံးမှာနှက်နေနော်အဲ့ဒါယူမဟုတ်ဘူးနောက်ဆုံးတော့အချိန်ဒီခြေဖျားချိန်ရောက်ပြီကျန်းစာဖော်ပြတော့ရပြည့်စုံသလားပြည့်စုံတဲ့တကဘာလုံးကတီးဖို့ဖြစ်တော်လဲလူတွေတီးသလားမတိချင်ဘူးလုံးဝမယုံဘူးပြုံးလဲမယုံဘူးနော်အဲ့ဒါကြောင့်မယုံတဲ့လူတွေကိုလေနောက်ဆုံးတော့နေ့မှာအသက်ဆုံးသွားတယ်ဆိုရင်ဖယားတခင်ရှိမှတရားစင်တဲ့ခါမှာတခုမှပြောနိုင်မှာမဟုတ်ဘူးတဲ့အယံမာတယ်တိတင်တော့ရကျွန်တော်မတိချင်လို့ဖြစ်တယ်လို့ဘာလို့မလဲငရဲမှာသူတို့ဖယားရဲ့တကူကြောက်ပြီးတော့စင်းချလိမ့်မယ်လို့ပြောတယ်နော်အခုချင်းကဆိုအသက်ရှင်လို့တော့ဖယားကိုကွယ်တဲ့အချိန်လက်ခံတဲ့အချိန်ဖြစ်တယ်ဂျေဇုတော်ကာလလေအဲ့ဒါကြောင့်ဒီကာလဖြစ်ပြီဆိုတော့ကျွန်တော်တို့နော်အဲ့ဒါကြောင့်ဗာလေ44မှာလေလက်နစ်မထုမလုတ်ပဲကြောက်တလုံးတွေတောင်ပေါ်ကအလိုလိုလိကွာရွေးတဲ့တန်ကြီးဝတရွတ်ငွေရွှေတို့ကိုချိုးဖဲ့ဒီကိုမြင်တော်မူဒီအကြောင်းအရာမှာပျက်စီးခြင်းတို့မရောက်နိုင်သောနိုင်ငံတစ်ခုကိုထိုမင်းကြီးများလက်ထက်၌ကောင်းကင်ဘုံရှင်ဖျားသခင်သည်တီထောင်စီတော်မူမီအမှန်ဆိုရင်ယေရှုခရစ်ကြွလာတာကနိုင်ငံတော်မတည်မဲတဲ့နိုင်ငံတော်တည်ထောင်ဖို့ပဲဒါမဲ့တို့လူတွေဣသရေလယူဒတွေတောင်မှမမြင်ဘူးလေအဲ့ဒါကြောင့်တတ်လိုက်ကြတယ်ဒါမဲ့ဖယားအစီအစဉ်ကမနိုင်နိုင်လို့ပြောင်းလဲသွားတယ်ဗာလေမဟာကယုနာတော်မဟာဂျေဇုတော်အပြင်ဖယားသခင်ကိုယ်တိုင်ရဲ့အပိတာအားလုံးအတွက်ယေရှုကိုယုံတယ်ဆိုရင်အပြစ်တရားစင်ချင်းလွတ်ခွင့်ပေးပါမယ်လို့ယေရှုကိုယ်တိုင်ဘုရားသခင်ဖြစ်လက်တာနဲ့ကျွန်တော်တို့အတည်ခံပြီးတော့လူတွေအားလုံးကိုအပြစ်ရှိတော်လက်ကခွင့်လွှတ်မယ်လို့ဘုရားကယေရှုအတည်ချင်းကိုကျွန်တော်တို့ရဲ့အတွေ့အတည်ခံပြီးချင်းအဖြစ်ဘုရားကနော်အစီအစဉ်ပြောင်းလိုက်တယ်နော်အမှန်ဆိုရင်ကဘာမတီရှိခင်ကအဲ့လိုပဲစီစဉ်ပြီးသားပါလူတွေနားလဲအောင်လူတွေကထာဝရဘုရားကိုဘယ်လောက်မသိတယ်လဲဆိုတာကိုကဘာအဆက်ဆက်လူတွေကနားလဲပါစီဆိုပြီးတော့ဘုရားကဖော်ပြခြင်းဖြစ်တယ်။နော်အဲ့ဒါကြောင့်အခုတီမဲတော်နိုင်ငံတီထောင်မယ်လို့ပြောတယ်နော်။အဲ့ဒါကြောင့်အလိုကောင်းတောင်ပေါ်နေလိမ့်တဲ့ဆိုတာကပါလေခုနရွှေတွေနော်ငွေတွေကြီးဝါတွေတန်တွေနဲ့တိဆောက်ထားတဲ့ရုပ်ကြီးဟာပါလေတောင်ပေါ်ကနေအလိုကြတဲ့ကြောက်ကလေးကသူ့ခြေထောက်မှာနော်ခြေထောက်မှာပါလေကြားတယ်လို့ပြောတယ်လေအဲ့ဒါနဲ့ခြေထောက်ကိုထိတယ်နဲ့ဘာဖြစ်တယ်လဲအကုန်လုံးကကြည်မွကုန်တယ်တဲ့နော်ပျောက်ကုန်မယ်ပြီးတော့ဒီကြောက်ကလေးကဘာဖြစ်လာတယ်လဲတဖိဖိနဲ့ကြီးပြီးတော့တကဘာလုံးကိုလွှမ်းမိုးသွားတယ်သူအိမ်မက်တာအဲ့ဒါပဲအဲ့ဒါပြောတဲ့အခါနေမခဏရမင်းကြီးကဟုတ်တယ်အဲ့ဒါပဲကျွန်တော်အော်လို့မဆုံးအိမ်မက်ကြီးကနိုးတာနဲ့ပျောက်သွားတာပဲအခုဒါကြီးလက်ပြောမှာပဲရှင်းလင်းသွားပြီတဲ့အဲ့ဒါကြောင့်ဒီရုပ်ကြီးကိုလုတ်ပြီးတော့သူကအဲ့ဒီရုပ်ကြီးကိုကိုးကွယ်ခိုင်းတယ်လေသူကဖယားကိုမယုံနိုင်ဘူးနော်အန်အော်ဆရာလေသူအိမ်မက်မြင်တဲ့ဒါကြီးလက်ပြောတဲ့အိမ်မက်ကြီးကိုပါလေရုပ်တူကြီးကိုလုတ်ပြီးတော့သူ့နိုင်ငံမှာအားလုံးကိုဒူထောက်ခိုင်းတယ်ကိုးကွယ်ခိုင်းတယ်အဲ့ဒါကြောင့်ရှရက်မဲရှက်ဘင်နကောတို့လည်းမီရှုချင်းခါရတယ်နော်ဒါမဲ့မလောင်ဘူးဒါကြီးလက်ကိုယ်တိုင်ပါလေအဲ့ဒီရုပ်တုကြီးကိုမကိုးကွယ်လို့ချင်းတစ်ထောင်ထဲမှာစွန့်ပစ်ချင်းခံရတယ်လေရှင်ဘီကညလုံးမအိမ်နိုင်ဘူးလို့ပြောတော့ဘာကြောင့်လဲဒန်ဂျီလာကဘယ်လောက်ကောင်းတယ်လဲဆိုတာသိတယ်ဒါမဲ့ရှင်မင်အမစ်ချပီတာကိုငါ cancel လုပ်တယ်လို့မရဘူးလေအဲ့ဒါကြောင့်မနေ့ဆောထားပြီးတော့ဒန်ဂျီလာတင်းအသက်ရှင်တော့ဘုရားတင်းကိုတော့ဘုရားကတင်းကိုကဲတလားလို့ပြောတော့ချင်းတစ်ထောင်ထဲကနေဘာပြောလဲအရှင်မင်းကြီးအသက်ရှိပါစေဒီမှာငါဖယားတခင်ကငါကိုကယ်တင်ပါတယ်ချင်းတစ်ဆာကတဲ့ထဲကသူက ECC အိပ်ပြောနေတယ်နော်ဘာမှမလုပ်ဘူးသူ့အတွက်မွေးထားတဲ့ခွေးလိုဖြစ်သွားတာချင်းတစ်တွေက
အဲ့ဒါရီဖယားတခင်ကအသက်ရှင်လို့မို့တော့ဖယားဖြစ်တယ်ဆိုတာကိုဖော်ပြသလားဖော်ပြတဲ့ပုံပေဝတ်ထုမဟုတ်ဘူးနော်အဲ့ဒါအရင်တော့ကတကယ်လက်တွေ့ခံစားနေတဲ့အရာတွေဖြစ်တယ်အဲ့ဒါကြောင့်အခုဒီယေရှုကဒုတိယကြွလာတော့မယ်လေကြွလာတဲ့အခါဘာဖြစ်မလဲသူကိုယ်ရဲ့ကဘာကြီးကိုနှစ်ပေါင်း1000အုပ်ဆိုပဲဘယ်သူမှမနိုင်ဘူးနော်အဲ့ဒီအကြောင်းကိုဟူးကရေကဖယားကဖော်ပြသလားဖော်ပြတယ်အဲ့ဒါကြောင့်ဒီဖယားတခင်ကျွန်တော်ကိုယ်ွယ်တဲ့ဟာကိုမယုံမရှိနဲ့အဲ့ကြောင့်ကဘာကြီးမှာကာလဒီလိုခွဲတယ်လေများလွန်တော့နားလေအောင်ပေါ့နော်အားလုံးတင်တဲ့တွေကအားလုံးနားလေပြီးပြီဖြစ်တော့ပြန်ကြည့်တာပေါ့နော် review လုပ်ကြတာပေါ့ကာလတွေကနော်ရီမလွန်မို့မိခေယခုနေ့ကာလအနှစ်1000ဆိုတာရှိတယ်လေအဲ့ဒါရီမလွန်မို့ကာလကဒီဥစ္စာပဲနော်ဒါကနှစ်ပေါင်း1000နီးပါးကြာတယ်နော်အာဒမ်တို့ခိကနေနောအိခိကအဆုံးတတ်တယ်လေရီလွန်မို့ရှင်းတာဖြစ်အဲ့ဒါပြီးမှယခုနေ့ကာလဆိုတာကအဲ့ဒါပဲနော်ယခုနေ့ကာလကပါလေဒီမှာအယံများတယ်နော်နှစ်ပေါင်းဒီမှာ2000ဒီမှာ2000ဆိုတော့နှစ်ပေါင်း4000ကြာသွားတယ်အဲ့ဒီမှာယေရှုခရစ်ဒီမှာဒီနာယေရှုခရစ်ကြွတယ်လေအခုဒီချိန်မှာကုန်တော့မယ်ဒီမှာခရစ်ဘီနာကြီးကို antichrist ခိကဒီနာလီမှာဖယားတခင်ကဘယ်လောက်ပြီးတယ်လဲအချိန်9နှစ်ပဲပြီးတယ်နော်အဲ့ဒီအချိန်လေးဒီမှာရောက်တော့မယ်လေအဲ့ဒါကြောင့်အခုကခြေတော့ချိန်ဒီနာလီပဲနော်အဲ့ဒါကြောင့်နောက်ဆုံးတော့ကာလပဲလူကကျန်းစာကြည့်ရင်တည်တယ်နော်ဒီတိုင်းလူတွေကြီးစီးပွားကြီးမတည်နိုင်ဘူးအခုလေအမေရိကန်မှာတရားတွေပြင်းတယ်မြို့ကြီးတွေတင်တယ်ဟာအပတ်မင်းကြီးတွေတီဆောက်တာနော်အဲ့ဒါကြီးမတည်ဘူးနော်မတည်နိုင်ဘူးကဘာကြီးကမကုန်နိုင်မလို့ဖြစ်တယ်နော်ဒါပေမဲ့ဖယားတခင်ဖော်ပြတော့အရာတွေကတစ်ခုပြီးတစ်ခုပါဖြစ်နေပြီလေပြီးဆုံးတယ်ကျမ်းစာထဲမှာအများကြီးဖော်ပြတာရှိတယ်ပြီးတော့မှဒီမှာခိမြတ်ကိုလည်းကြည့်တဲ့အခါမှာခုနကာလက3ပိုင်းခွဲတယ်နော်ပြီးတော့ဗာလေအခုနကျွန်တော်ကဒီဥစ္စာလေးကိုပြန်ပြမယ်နော်ခုနလေးဒီမှာယခုနေ့ကဒီလားအဲ့ဒါယေရှုခရစ်ကဒီမှာဒူကြွလာပြီးတော့ဘာလို့မလဲလောကကြီးမှာအနှစ်1000အုပ်ဆိုပဲအဲ့ဒါမှဘယ်သူမှတခြားရှိမိမရှိတော့ခရစ်တော်ကိုယ်တိုင်ကအုပ်ဆိုမှာအဲ့ဒါအုပ်ဆိုနိုင်ဖို့ရဆိုဘာလို့ဖို့လို့တလဲအဲ့ဒီခရစ်မကြခင်မှာမပေါ်ခင်လေးမှာဒါရီယာဘီမန်တော်တီဆောက်ဖို့ဖြစ်တယ်အခုဣသရေလတွေကဘီမန်တော်တီဆောက်ဖို့ကြိုးစားတာကြပြီလားကြာပြီသူတို့ဖျားမကူးကွယ်တာရစ်မပူဇော်တာဘယ်လောက်ရှိပြီလဲနှစ်ပေါင်း2000ရှိပြီနော်သူတို့ကအရန်ပူဇော်ချင်တာအခုနွားနေဒီလေ2010နှစ်လောက်မှာလေ Texas မှာ9កောင်ဝယ်တယ်နော်3កောင်ကမအောင်မြင်ဘူးတဲ့ဘာကြောင့်လဲအနီရောင်အခြားအရောင်မရောရဘူးလေအဲ့ဒါကိုသူတို့ကမှန်ဘီလို့နဲ့ကြည့်တဲ့အခါမှာမျက်စိတွေတော့မမြင်ဘူးမှန်ဘီလို့ကြည့်တဲ့အခါအထဲမှာအယောင်ပါတော့ကြောင့်3កောင်ကပယ်တဲ့2កောင်ကျန်တယ်အဲ့တော့အောင်တလားမအောင်ဘူးလားမသိဘူးခိုးပြီးခဲ့ဂျူတို့မှာ AI ကလုတ်တလားအစစ်လာတော့မသိဘူးဟိုကျွန်တော်ဖုန်းထဲဒီမှာတော့မထားခဲ့လို့ဖုန်းထဲမှာကျွန်တော်ကိုမှတ်ထားတယ်နော်နွားနေတွေ့သလားတွေ့တယ်ဒါပေမဲ့အခုတော့ဘိမန်တော်ကဖျားချင်းဝတ်ဖို့မဟုတ်ဘူးနွားနေမလို့တော့ဘူးနော်ဒါပေမဲ့အရင်တော့ပရမဘိမန်တော်တို့ကဒုတိယဘိမန်တော်တိဆောက်တော့ကဖျားကခိုင်းတော့ကြောင်းဒရိယဘိမန်လေတို့ကဒီအတိုင်းပဲဖျားခိုင်းနေထင်တာလေအမှန်ဆိုဖျားမခိုင်းတော့ဘူးနော်အဲ့ဒါကြောင့်ယနေ့ထိတောင်နှစ်ပေါင်း2000နွားနေမတွေ့နိုင်ဘူးလေအခုမှတွေ့လာတယ်နော်အဲ့ဒါကြောင့်အခုလည်းတိဆောက်ဖို့ရမှာဖြစ်လာပြီလေအယံနေတယ်နော်အဲ့ဒါတွေကမှုတာမဟုတ်ဘူးနော်အဲ့ဒါကြောင့်လေကျွန်တော်ကဘာကမရှိတော့ဘူးနော်အချင်းကအယံနေသလားအဲ့ဒါကြောင့်ကြောက်ရွံနဲ့မလွတ်ဘူးနော်အဲ့ဒါကြောင့်ကေရင်ချီတို့ရောက်တာယေရှုအဖြစ်အသက်လွတ်ခြင်းအပြစ်လွတ်ခြင်းပြစ်လွတ်ယူမကားဘူးယေရှုပြတဲ့ဖျားပြတဲ့ဖြောမခြင်းတန်ရှင်းခြင်းကိုလက်ဆောင်နဲ့ဖျားကပေးတာအဲ့ဒါကိုမရဘူးဆိုရင်ကောင်းကင်မတော်ဘူးအဲ့ဒါကိုရရှိတဲ့ဆိုရင်လူကမကောင်းတော့သူဖြစ်တော့ကောင်းကင်တော်ခွင့်ပြီးသလားပြီးတယ်ဖျားတကယ်နဲ့မဟာမေတ္တာတော်လို့ပြောတော့နော်ဂျေဇုတော်ရှင်ကအခုမိုးရွာတကယ်တော့နေထွက်ပြီးတော့အားလုံးကိုလင်းပြီးတော့တောင်အောက်ထိတောင်မှတစ်ပင်အောက်တောင်မှအကုန်လုံးလင်းတယ်နော်အဲ့လိုပဲလူသားတိုင်းကိုဖခင်ရဲ့ဂျေဇုပြုတယ်ယုံကြည်ခြင်းရတယ်မယုံကြည်ဖို့ဆိုရင်တော့ကိုယ်တဘောပဲအဲ့ဒါကြောင့်ယုံကြည်ပါလို့ကျွန်တော်ကတိုက်တွန်းနေရတယ်ဘာကြောင့်လဲဝိညာဉ်ရှိတယ်လေအသက်ဆုံးသွားမယ်အဲ့ဒါကအသက်ရရင်လောကမှာဆင်းရဲနေပါအသက်ရရင်ထာဝရအတွက်အသက်ရှင်တယ်ဆိုတော့ဒီထက်ကောင်းတာပါရှိတော့မယ်လေခဏလေးအသက်80အသက်ရှိဖို့တော့မှမနေယုံကန်ရတယ်လေနော်အခုတော့ကြီးစိုးတော့ကြောင့်ထာဝရအသက်တောင်ပြီးနေတဲ့ဖခင်တခင်ကဘာကြောင့်အသက်ကိုမရွေးမလဲဘာကဟန်တိုင်းတောင်မှမဟန်တာနဲ့ငါအသက်ကိုယူမယ်လို့ကျွန်တော်ကဘာလို့တင်တယ်လဲကိုပိုင်အတွက်လုတ်တင်တယ်လို့ခုပတ်ဝန်းကျင်မှာကျွန်တော်ခရိယန်တွေယုံကြည်တော်များထိုင်နေတယ်နော်
လောကစီပွဲလုပ်တယ်အလုတ်ပဲလုပ်တယ်ဝတ္တနာပဲလုပ်တယ်နော်ကျွန်တော်ကိုယ်တိုင်မှစားပြီးတော့အချင်းပြလုပ်မဲ့သူဖြစ်တော့ကျွန်တော်လည်းမလုပ်နိုင်ဘူးကျွန်တော်ငီးတွားနေတယ်နော်လူတွေကနားထောင်ချင်ပြောချင်တာလူတွေကနားမထောင်ချင်ဘူးကြရွတ်မဆိုင်ဘူးအချင်းလည်းမပြေးနိုင်ဘူးဒါပေမဲ့ကျွန်တော်ကရှာတလားရှာတယ်ကျွန်တော်တက်နိုင်တာလုပ်မယ်လေအဲ့ဒါကြောင့်ကျွန်တော်တို့မှာဒီအရာကမကြတော့ဘူးနော်အဲ့ဒါကြောင့်လေလူတွေမကြိုက်လို့အဲ့ဒီဂျာထဲကနေကျွန်တော်ကလုတ်ဆောင်တဲ့ဆွေဘတူဝမ်းမြောက်တယ်လေအသက်ရှင်တော်မူတော့ဖျားဝမ်းမြောက်တယ်ဖျားကရွှေပြေးတာမကြိုက်ဘူးငွေပြေးတာမကြိုက်ဘူးဘာကြောင့်လဲသူကအဲ့ဒါဘာလို့မလဲဖျားကချစ်တာကဘာလဲကျွန်တော်တို့ရဲ့ဝိညာဉ်ပဲလူဝိညာဉ်ကိုချစ်တာအဲ့ဒါကြောင့်ပြုတ်နေတယ်ဆိုဖျားဝမ်းနေတယ်နော်ဖျားကကေရတနဲ့ပြုတ်နေတယ်ဆိုတာဘာလဲဖျားတခင်ကမနေနိုင်ဘူးနော်သူဝမ်းနေတယ်နော်တာလီတမီလီအရန်ချစ်တယ်ကျွန်တော်ကတွေးနေတယ်လာပါပြန်လာပါလို့ပြောတော့မပြန်ချင်ဘူးလေမလာချင်ဘူးလေမိဘစီမပြန်ပဲဟုတ်တခြားအိမ်မှာပဲသူတဲခူသွားတယ်လေဝမ်းမြောက်ဝမ်းသာစွာနဲ့ပြန်လာပါလို့ပြောပြမရဘူးဆိုတော့ဘယ်လိုနေမလဲမိဘကကျွန်တော်တို့ကအယုံမယုံကြည်တော့အဲ့လိုနဲ့တူတယ်နော်ဖျားတခင်နဲ့ရင်ခွင်ထဲမှာကျွန်တော်တို့မပြောတတ်တာကတနာစရာကောင်းတယ်နော်ထာဝရဘုရားကမိခင်မိဘတွေထက်ပါလေနိုင်လို့တော့မရလောက်အောင်လောကမှာတော့မိဘပေါ့မိဘထက်မိဘကပဲတို့လေအခုထာဝရဘုရားပဲတို့လက်ထဲမှာအကုန်ရှိတယ်ကိုမိဘဆွေမျိုးငယ်ကိုတွေတောင်ကကျွန်တော်နောက်ဆုံးတော့အချိန်မှာဘာလို့ရမလဲအဲ့ဒီခရစ်တော်အဖြစ်ဘယ်လိုအသက်ရတယ်လဲဘယ်လိုအပြစ်သားကိုဘယ်လိုအပြစ်လွတ်တယ်လဲအပြစ်လွတ်ယူမကောက်ပါပြီးတယ်လေသူ့ရဲ့ဖြောင့်မခြင်းသူ့ရဲ့တန်ရှင်းခြင်းကိုကျွန်တော်ကိုပေးတာအဲ့ဒါလူကလုလို့မရတော့ရဘူးဘုရားကပေးတာအဲ့ဒါကိုယေရှုယုံမှပဲရတယ်အဲ့ဒါကဘုရားရဲ့လက်ဆောင်လေအဲ့ဒါကိုအယအမိရမှာပဲကျွန်တော်ကလောကမှာရွှေမရရင်လဲငွေမရရင်လဲအလုမရှိတောင်မှကျင်းနေစရာကောင်းသလားကောင်းတယ်ဘောအမှာနေမကောင်းလို့တီခါနီးရှင်လည်းကောင်းတယ်နော်ဘာကြောင့်လဲဖခင်ရဲ့အသက်ရသွားပြီလေကောင်းကင်ပြန်တော့မယ်လေအဲ့ဒီတီးတဲ့လူကတော့အဲ့ဒါကြောင့်လေအခုမြတ်စွာလူတွေကအချင်းကဟိုဖြစ်သွားပြီနော်တော်တော်လေးကိုကျွန်တော်ကနောက်ဆုံးတော့အချင်းဖြစ်နေဆိုတာမြတ်စွာကျွန်တော်တွေ့နိုင်တယ်နော်ပြီးတော့မှဒီမှာခဏလေးနော်ကျွန်တော်သတ်မှတ်ထားတဲ့ဟာကောနည်းနည်းလေးအချင်းကလေကုံတော့ကုံနေပြီဆိုတော့ဘာပဲဖြစ်ပေါ့နော်အဆုံးတရအောင်ဒီပါကြည့်အောင်နော်ပြီးငယ်တော့ kid ပြီးတော့အတင်းတော့ kid ဆိုတော့ Andrew Craig အနှစ်တစ်ထောင် kid ဆိုတော့ဒီမှာလေးကျွန်တော်ပြန်ပြမယ်ဒီလိုကဘာကြီးကဒီလိုနော်အာဒမ်နဲ့အေဝါအပြစ်မလုပ်ခင် kid ဖြစ်တယ်အဲ့မှာအပြစ်ဆိုတာမရှိဘူးနော်ပြီးတော့မှအာဒမ်နဲ့အေဝါအပြစ်လုပ်ပြီးနောက်ပိုင်းမှာသူတို့ကကောင်းမကောင်းတည်သွားပြီလေစာတန်အုပ်ဆိုးသွားပြီဖယားကိုယ်ကွယ်ချင်းရတယ်မကိုယ်ကွယ်လဲရတယ်နော်အဲ့ဒီဖြစ်သွားပြီးတော့မှရည်လွန်မိုးသွားတယ်မကောင်းတဲ့လူတွေအားလုံးဖခင်ကဖျက်ဆီးလိုက်တယ်ဒါမဲ့နောအာရူမီတော်ဆိုအဖြစ်ဖခင်တခင်ရဲ့စင်မတော်လူကိုသူကပြန်တီထောင်တယ်နော်ရွေးကောက်တယ်လေစီးကြောတာပေါ့စီးကြောပြီးတော့နောအာရူမီယာဆိုအဖြစ်ဆက်လာတယ်ပြီးတော့မှအဲ့တော့မှဘာပြီးတယ်ဖခင်တခင်ကလူဗာလေpromise ပေးလာတယ်လေနော်ဂတိတော်ပြီးအာဗြဟံကိုခေါ်ပြီးတော့ဂတိတော်ပြီးတယ်လေအဲ့ဒါပြီးမှဘာဖြစ်တယ်မောရှိခင်မှာ sorry မောရှိခင်မှာပြီးငယ်တော်ပြီးတယ်အဲ့ဒါနဲ့ကြော်ပြီးတော့ပြီးငယ်တော်ခင်မှာပဲယေရှုမွေးလာတာလားယေရှုခရစ်မွေးတယ်ယေရှုခရစ်မွေးပြီးတော့ယေရှုကအသက်33နော်ပြီးတော့ပင်တီကောစ်နေ့မှာအတင်းတော်တီထောင်ပြီးတော့ဒါအတင်းတော်ခစ်လေအခုအတင်းတော်ခစ်ပဲဒီပါလေဘာရောင်လဲခရမ်းရောင်နော်မြန်မာလိုခရမ်းရောင်နော်ဒီခရမ်းရောင်လေးကအတင်းတော်ခစ်ပဲဒီနားလီကျွန်တော်ဒီနားလီကုံတော့မယ်လေမရှိတော့ဘူးနော်ဘယ်နည်းလဲဆိုတာဘယ်နည်းလဲဆိုတာမသိနိုင်တခုပဲရှိတော့တလားမရှိတော့ဘူးဒီဥစ္စာလေးကိုဘယ်လောက်ကြာမလဲအဲ့ဒါကိုမပြောနိုင်တာတခုပဲဒါမဲ့ဒီအရာတွေကဘာကြီးကဖြတ်တန်းသွားပြီအခုဒီနားလေမချက်ခင်မှာဒီမှာခုနှစ်ပြည်ရန်ကြီးရောက်တော့မယ်လေဘာချက်ခုနှစ်ပြည်ရန်ကြီးရောက်မယ်ဆိုရင်ယုံကြည်သူများတင်းဆဲသွားမယ်လောကကြီးမှာယေရှုအကြောင်းပြောမဲ့သူမရှိတော့ဘူးနော်ယုံကြည်သူတင်းဆဲသွားမှာဘာကြောင့်တင်းဆဲတယ်လဲအခုဂျေဇုတော်ကလာဖယားကတနာရဲမဟာမိတာတော်ရဲ့လူတွေကိုခေါ်တယ်လာပါကောင်းကင်သွားပါငါကိုယုံကြည်ပါလို့ခေါ်တယ်လေမချိုက်ဘူးယုံကြည်သူကလည်းမပြောချင်ဘူးမအားဘူးလောကလုပဲလုတယ်လေအဲ့ဒါကြောင့်ဖယားစစ်ဆိုးသလားအချင်းများစွာပြီးတယ်နော်ဒါမဲ့အခုဖယားကတော်ပြီအချင်းကုံဆုံတော်တော့ပဲဆိုတော့တတိပြီးတာကိုပထမကဘာစစ်တော့ကစစ်တိုက်တယ်တတိပြီးတယ်နော်ဒုတိယကဘာစစ်တတိပြီးတယ်ကာလနာယောဂများတယ်
အိုးနီကွယ်တယ်လာကွယ်တယ်လူတွေကအဲ့ဒါ3နှစ်မှ9လမှအနှစ်100မှအော်ဒါကအိုးတဘာဝဖြစ်တာပါလို့ပြောတယ်လေတိပံပင်ရရှိတွတ်တာလောအဲ့ဒါတဘာဝဖြစ်တာဘယ်သူလို့တာလဲဖယားသခင်ကသူ့ရဲ့နေ့ရက်တွေကိုဘယ်နှခါလှည့်ပြီလေဖယားကရည်တွက်နေတာအချင်းကုန်တော့မှာအဲ့ဒါတဘာဝမဟုတ်ဘူးဖယားကလုတ်တာအလှဲ့လှဲ့နာကွယ်တယ်အလှအလှဲ့လှဲ့ပါလေနီကွယ်တယ်ဒါရီအလကမဟုတ်ဘူးဖယားသခင်ကလုတ်တာအဲ့ဒါမြင်တိုင်းမှာကြွလာတော့မယ်မင်းတီသွားနိုင်တယ်နော်ယေရှုခရစ်ကြွလာတော့မယ်ကဘာကြီးကိုတရားစင်ချင်းခါမယ်နော်ဆိုတာကိုဖယားကကဘာတူကဘာတာအားလုံးကိုဘာလို့တလဲကျန်စာကပြောပြီးမြမဖတ်ချင်လို့တဘာဝအရာတွေကမြင်အောင်အမှန်ဆိုရင်နေဝင်နေထွက်တော်မှာပါလဲဖယားကတရိပြီးချင်းတော့တဘာဝမဟုတ်ဘူးနေဝင်တိုင်းနေထွက်တိုင်းအိုးငါအသက်ရှင်သေးတယ်ခရစ်တော်ကြွလာမယ်ထာဝရဘုရားသခင်ရှိတယ်ဆိုတာကိုဘာလို့လဲနေမင်းကြီးကပြောနေတာလကပြောနေတာယာတိဥတုပြောင်းလဲခြင်းကပြောနေတာပြင်လေသမုတ်တရားတွေတစ်ပင်တွေကပြောနေတာနော်မဖန်ဆင်းတော့အရာတစ်ခုမှမရှိဘူးဒီမှာလေအကုန်လုံးဖန်ဆင်းတဲ့အရာတွေပဲနော်ဒါတွေလည်းအကုန်လုံးဖန်ဆင်းတာလူကဖန်ဆင်းတယ်လေတဘာဝတွေဟာတဘာဝမဟုတ်ထာဝရဘုရားကလူသားတွေအတွက်အသက်ရှင်နေထိုင်ရအတွက်ဘာလို့လဲဖန်ဆင်းပြီးတယ်အဲ့ဒါအဆုံးသတ်မှာနော်အဲ့ဒါကြောင့်ကျွန်တော်ရိုးမဟုတ်ဘူးပြုံးနေတဲ့ဟာမှုတာမှုဘာတာကြီးမဟုတ်ဘူးနော်ဒီပြုံးနေတဲ့စကားဟာပါလေဖယားတခင်တဲ့စကားဖြစ်တယ်အဲ့ဒါကိုခရိယန်ဆိုတဲ့ဘာတာကြီးဖြစ်သွားတာအမှန်ဆိုရင်ကဘာတူကဘာတာအားလုံးအတွက်ဖြစ်တယ်နော်ဣရှရုအတွက်ပဲမဟုတ်ဘူးလူတွေကမသိနိုင်လို့ဖယားတခင်ကရွေးချယ်ပြီးတော့အဲ့လိုဖြစ်သွားတာဥပမာနဲ့နားလေအောင်ဘုရားသခင်ကထာဝရဘုရားကိုတည်နိုင်အောင်နော်လှုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တမန်ကျမ်းစာကြည့်အခါသိရတယ်အဲ့ဒါကြောင့်ခုနှစ်ဗိဒံကြီးကခုနှစ်နှစ်ပဲကြာမယ်အဲ့ဒီကြားထဲမှာနော်ဒီအလေလောက်မှာဘာလို့မလဲဆိုရင်ပြီးမှတော့ကြည့်တိဆောက်ပြီးတော့ Antichrist တကယ်ပေါ်လာတော့မှာအခုရုပ်တွေပေါ်လာပြီနော်အခုရုပ်တွေ AI တွေအရင်တော်ပြီလीအဲ့ဒါရုပ်တုစကားပြောနိုင်မယ်ဆိုတာကိုအခုကဘာမှာပေါ်လာပြီလားပေါ်ပြီးအဲ့တော့ကျန်းစာပြည့်စုံနေတယ်ဒါပေမဲ့လူတွေကတော်တယ်လို့ပဲရှိကြည့်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်ဒီတိုင်းတော့မဟုတ်ဘူးနော်ကုန်သွားတော့မှာဖြစ်တယ်အဲ့ဒါကြောင့်ဒီတိုင်းပဲမဟုတ်ပဲနဲ့ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်အတ္တတမာတတိရှိပါဆိုတာနော်ကျွန်တော်ဘာလို့ရမလဲကေနင်ချီရောက်အောင်တယောက်နဲ့တယောက်ကိုငေရမယ်နော်မိဘငေအကောင်မောင်နှမတွေကိုအမြန်ဆုံးဘယ်လိုနားလဲရှိမလဲတီဖို့ကိုစောင့်နေဖို့မတီခင်မှာပြောမှပဲယုံကြည်နိုင်မှာမယုံကြည်ငရဲမှာတော်မှာလေငါမတီးဘူးလေမရဘူးတော့ငါမတီးဘူးလို့မရဘူးလေအဲ့ဒါကြောင့်မတီးခင်မှာတီးရမယ်တီးမှယုံလို့ရတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုယ်တိုင်တာဝန်ရှိတယ်လို့ယုံကြည်သူအားလုံးကတာဝန်ရှိသလားမယုံကြည်သူရဲ့ယဉ်သူမဟုတ်ဘူးတော့မယုံကြည်သူရဲ့ဘာလို့ရမလဲဖယားသခင်ကသူတို့ကိုချစ်တယ်အဲ့ဒါကြောင့်သူတို့ကိုကယ်တင်ချင်နားလည်နိုင်အောင်ဘယ်လိုကိုငေမလဲအဲ့ဒီလုပ်ငန်းကိုလုပ်တယ်ဆိုရင်ဖယားကချီနတ်သလားချီနတ်တယ်ဖယားအကြိုက်ကအဲ့ဒါဖြစ်တယ်အဲ့ဒါဆိုရင်အတ္တကအမေရန်တတိခံချင်းလုံငါကျွန်တော်ကလုတ်လာပြီဆိုရင်ဆူတောင်းလာမယ်ကျန်းစာဖတ်လာမယ်စိတ်လုံးထဲမှာနှိမ့်ချချင်းတွေအကုန်လုံးကပါလေဒီကနေလာတယ်လေအဲ့ဒါကြောင့်ဘာတာကြီးအနေကျိုးစားပြီးတော့မှနေတာမျိုးမဟုတ်ဘူးတကယ်အတ္တမှာအသုံးပြုတဲ့အခါမှာတမတတင်ရှိပြီးတော့အဲ့ဒါစောင့်နိုင်မှာဖြစ်တယ်ပြီးတော့အချင်းကအများတွေဆိုတော့နောက်မှာပဲเนาะကျွန်တော်တို့ပြန်ဆက်ကြရအောင်ယေရှုကတရိပ်ပြီးတဲ့အရာတွေကိုလည်းနော်ဒီမှာပြတ်ထားဖို့ကျွန်တော်ရေးထားတာတွေရှိပေမဲ့မပြောအားတော့ဘူးပေါ့နော်နောက်မှာပဲကျွန်တော်ပြန်ဆက်ကြပါစို့အဲရောက်စီတိုင်းပေါ်မှာခရစ်တော်လည်းလက်ခံရရှိပြီးတော့လက်ခံရတဲ့သူတွေကတိုင်းကလည်းနော်မကြခင်လေးမှာဒီလိုဖြစ်တော်မယ်ဆိုတာနားလည်ပြီးတော့ရောက်လီတိုင်းမှာကျွန်တော်ကမယုံကြည်သူအတွက်ယုံကြည်နိုင်ဖို့ဆုတောင်းခြင်းအဖြစ်တော်လကောင်းကိုယ်တိုင်တက်တည်ခံခြင်းအဖြစ်ကိုငင်နိုင်တော်သူဖြစ်ဖို့ဘုရားသခင်ရောက်စီတိုင်းကောင်းချီးပေးပါစေအခုတော့ဒီတချင်းတပုတ်လေးကိုဆိုပြီးတော့ကျွန်တော်တို့အဆုံးသတ်ကြရအောင်နော်ပြီးတော့ present worship တချင်းဆိုတဲ့သူတွေလည်းဖြစ်ခေါ်ပါတယ်ဝေလာတော့တောင်ကုန်းပေါ်ထူထားတော့တိုင်တော်ကိုဆိုပြီးတော့ကောင်းချီးပေးခြင်းအဖြစ်အဆုံးသတ်ကြပါစို့